န်ကုန်ကနေ3နာရီလောက်သွားရုံနဲ့ဘာလီစတိုင်ဗိုက်ကလေးနဲ့ချေးကျင်လာဒါဆိုရင်တော့ဒီဗီဒီယိုလေးကြည့်လို့ရပါပြီဒီနေရာလေးကတော့ရန်ကုန်ပသိမ်လမ်းမကြီးပေါ်မိုင်90ပန်းတနော်မြို့မှာရှိရပါရဆိုလေးနာမည်ကလန်ကော့တေ့ချ်တဲ့ပိုင်းဒီအခန်းလေးတွေသဘောကျတာကသူကလုံးဝတစ်ထပ်လုံးဝါးရနေပဲလုံးဝဘာလီစတိုင်လောက်တာပေါ့နော်ပြီးသွားရင်အခန်းတွေကလည်းတငယ်ချင်းတွေစုနေလို့ရလောက်တဲ့အထိကိုကျဲပါတယ်4ယောက်6ယောက်လောက်ထိကိုအေးဆေးနေလို့ရတယ်ပေါ့နော်ဒီလန်ကော့တေ့ချ်မှာကအခန်းမျိုးစား3မျိုးရှိရပေါ့နော်အဲ့ထဲကမှပိုင်းကတော့ဒီ Lake View Cottage အခန်းလေးကိုငှားခဲ့ပါတယ်စိမ့်ဆိုနေတဲ့ခြံအကျယ်ကြီးထဲမှာသူကကမ်းရည်ပြင်ကိုမျက်နှာမူပြီးတော့ဘာလီစတိုင်လေးဆောက်ထားတာဆိုတော့ဘိုင်းတော့အရန်သဘောကျတယ်။ဒါပေမဲ့တောတောင်ထဲမှာဖြစ်တာရဲ့ဘေးနားမှာကန်လည်းရှိရောခြံရန်ကြိုက်ပါတယ်အဲ့တော့ခြံစည်းတော့ယူသွားဖို့မမေ့ပါနဲ့။ထုတ်တွေချပြီးခဏနာပြီးရနဲ့ရေမြင်နာနဲ့မနေနိုင်တဲ့တိုင်းမီတွေကတော့ရေထဲဆင်းကြဖို့ကြံတယ်ပေါ့နော်။သူကဒီလိုမျိုးအထူးဆန်းပေါ့နော်6တောင်းနဲ့နေပြီးသွားရတဲ့ဒီလိုဟာကြီးလည်းရှိရဲ့ပြီးွားရင်ဒီဘဲလေးလိုမျိုးနေပြီးသွားရမျိုးလည်းရှိရဲ့ကရဲလေလေးလည်းရှိရဲ့ပေါ့နော်ရဆိုးကနေပြီးတော့ဧည့်သည်စီးရဲ့အချိန်ပေါ့နော်ဘေးကနေပြီးတော့ဝန်ထမ်းလေးတယောက်ကလိုက်ကြည့်ပေးပါရဲ့ဒါကတော့ဒီဘက်ကစီးနေရင်လည်းအားမရလို့ဝန်ထမ်းလေးစီးလာရဲ့ကရဲပေါ်အတင်းတက်တာပါဒီလိုမျိုးလှိတ်စီးနေရင်လည်းအိမ်လေးကိုနောက်ခံထားပြီးဓာတ်ပုံလှလှလေးလည်းရိုက်လို့ရတယ်နော်အိမ်အောင်ထပ်မှာဒန်လေးလဲပါတော့နေ့လည်နေကင်းတရေတမောနားလို့ရပါတယ်ဒါလေးကတော့ညရှုခင်းလေးပါပိုင်လို့သွားတော့ကတော့မိုးရင်းမို့လို့ရုပ်ရှင်ပြရတော့မရှိဘူးပေါ့နော်ပုံမှန်ဆိုရင်သူက projector ထိုးပြီးတော့ရုပ်ရှင်ပြရမျိုးတွေလည်းရှိပါတယ်ဒါကတော့ဆူရှီမာနဲ့မီးနဲ့စိန်ခန်းနေရပါဒီရဆိုးကနေပဲမာလာရှန်ကော့နဲ့အရေးတောက်လေးတွေရောမှာစားဖြစ်ခဲ့ပါတယ်ဒီရတာကတော့အရန်မဆိုးလို့ပြောရမယ်ပေါ့နော်ဒီမှာသဘောကျနောက်တစ်ခုကပိုင်တို့လိုပေါ်ရန်လေးတွေအတွက်ပတ်လေးတွေလည်းခေါ်လာလို့ရတော့အရင်သဘောကျပါတယ်ဒါကတော့ရဆိုးလေးရဲ့မနက်ခင်းအလှလေးတွေပါbreakfast သွားစားပါတော့မယ်ဒါပေမဲ့ကန်ဆိုးစာနဲ့ရဆိုးတစ်ခုလုံးမှာဒီတစ်ဖွဲ့ပဲရှိလို့မနက်စာကတော့ပဲပြုတ်ထမင်းရဲ့ကြဦးကြော်လေးရဲ့ပဲစားခဲ့ရပါတယ်ငယ်တော့အမေထမင်းနဲ့ပဲပြုတ်နဲ့ကြော်ကျွေးတဲ့ဟာမျိုးနဲ့ကြည့်ရပါတယ်အိမ်မှာတကယ်ကျွေးရင်တော့မစားဘူးဒီမှာထမင်းကြော်စားဖို့လုပ်နေပါတယ်ကဲစားတောက်ပြီးလို့ရေမိုးချိုးပြီးတော့ပြန်ဖို့ပြင်ဆင်နေပြီဆိုတော့ဝင်းတစ်ခုလုံးကိုဓာတ်ပုံနေလိုက်ရိုက်ပါတော့မယ်ဒီနေ့တော့ကတော့ဒီလောက်ပါပဲတတာ